ကဲကျွန်တော်တကယ်ချင်းနေကျွန်တော်မမဖွဲ့ဝင်တကယ်ချင်းနေအတွက်ဗီဒီယိုဖိုင်လေးဆွဲပေးလိုက်မယ်နော်ကျွန်တော်ရဲ့ပါအော်ဒီနဲ့ပတ်သက်ပြီးတော့အဲ့တော့ဒါလေးကရခင်ကလှုပ်ခဲ့တဲ့ site လေး2022တုန်းကလှုပ်ခဲ့တဲ့ site လေးကောက်ကြောင်းအဲ့ဒါလေးနဲ့ဖော်ပြမယ်အဲ့တော့9ပိတ်9ပရိဆိုတာ3ကတ်ရှိတယ်ဒီ9ပိတ်9ပရိဖြစ်တဲ့နှစ်ထဲမှာသူကဘာထွက်တုံးဆို8300ခွန်းဆိုတဲ့ဒဲထွက်တာ3ကတ်ရှိတယ်ပတ်လေထွက်တာ1ကတ်ရှိတယ်ဘောင်း4ကတ်ရှိတယ်အဲ့တော့9ပိတ်9ပရိ8300ခွန်းဒဲထွက်တဲ့မူလေးနဲ့ဖမ်းလာတာဒါလေးကိုရှင်းပြမယ်အဲ့တော့9ပိတ်9ပရိဖြစ်ပြီးတော့အဲ့နေထဲမှာ8300ခွန်းလို့9ပရိလို့လိုက်ထွက်တယ်ထွက်တဲ့9ပရိဒီဘယ်မှာထွက်တော့သူ့ရဲ့အပေါ်တပွဲကျော်မှာ6လို့ပိတ်တယ်အဲ့ဒီ6ရဲ့နှက်ကောက်ရှေ့ပေါင်းချင်း6လို့နှစ်ပွဲကျော်မှာကျတဲ့ဇောင်းမှာလိုက်ထွက်တာ9ပရိ8300ခွန်းအဲ့ဒီ8300ခွန်းလို့ထွက်ပြီးတော့သူ့ရဲ့ဟိုဘတနေ့2နှစ်ကျော်မှာနောက်တော့9ပရိတစ်ခွက်ထပ်လိုက်တဲ့9ပရိဒီ843ဆိုတဲ့ပတ်တယ်နော်348ဆိုတဲ့ပတ်လေ9ပရိလိုက်ထွက်တယ်အဲ့ထွက်တဲ့9ပရိကဘယ်နေရာမှာထွက်တယ်ဆိုကျွန်တော်ဖမ်းတဲ့ပုံစံပြောပြမယ်အဲ့တော့ तू ကဒီ9ပရိထွက်တော့မယ်ဆိုလို့ရှိရင် तू ဘေးမှာဒီ3လုံးအခွေ9လို့ခံတယ်3လုံးအခွေ9လို့ခံပြီးပြီဆိုတော့မှ तू ရဲ့ဘေးမှာလိုက်ထွက်တယ်ထွက်တဲ့အချိန်မှာပထမအချိန်မှာဘာဖြစ်တော့ဟာဒီအခုံး6လို့ရိုက်တယ်အခုံး6လို့ရိုက်ပြီးတဲ့ခါကျတော့မှ သူ့ရဲ့ဘေးမှာဘာဖြစ်တော့ဇောင်းနဲ့ဇောင်း3လို့ထိုးတယ်ဟုတ်ပြီနော်ဇောင်းပေါင်းချင်း3လို့ထိုးပြီးသူ့အောက်မှာ9ပရိလိုက်ထွက်တယ်ထွက်တဲ့9ပရိဒီ843ပတ်တယ်အဲကောင်ထွက်ပြီးပြီဆိုတော့မှထပ်ပြီးတော့ပြောပြမယ်အဲ့ဒါထွက်ပြီးဆိုတော့မှသူ့အောက်မှာဆက်ပြီးတော့အလုံးလုံးစားရှိတယ်အဲ့ဒါတော့နောက်မှပြောမယ်အခုလည်းပြောပြလိုက်ရပါတယ်နော်အဲ့တော့အဲ့ဒီလို9ပရိထွက်ပြီးတာ ਨੇ သူ့နှစ်ထဲမှာပဲနော်3ပွဲကျော်မှာ3ပွဲပေါ့ဒီကောင်4ပွဲကျော်ဒုတိယတစ်ခါ3ပွဲကျော်2ပွဲကျော်အဲ့တော့ဘာလို့4ပွဲကျော်တောင်တော့သူ့ဇောင်းမှာ1ပရိလို့ထောက်နော်1ပရိလို့ထောက်တဲ့ဇောင်းမှာဆိုလို့ရှိရင် V ရှိန်9အခုံး9ဆိုတာထပ်ဖြစ်တယ်အဲ့ဒါမျိုးတွေက3ကတ်ရှိတယ်ဟုတ်ပြီနော်ဒါလေးကိုကျွန်တော်တကယ်ကြီးသတိထားကြည့်လိုက်နော်ဒုတိယကတ်လေးပြောပြဒုတိယကတ်မှာလည်း9ပိတ်9ပရိနှစ်ဦးမှာဖြစ်ပြီအဲ့ဒီနှစ်ထဲမှာပဲ8300ခုလုံးဒဲထွက်တယ်8300ခုလုံးဒဲထွက်တဲ့အပေါ်တပွဲကျော်အပေါ်ဇောင်းမှာပါရှိတော့6လို့နောက်ပိတ်တယ်9ရဲ့နှက်ခတ်ဒီနှစ်ပွဲကျော်မှာရှေ့ပေါင်းကြီး6လို့ထည့်တယ်6လို့ထည့်တယ်ဇောင်းမှာ8300ခုလုံးဒဲကြအဲ့2022မှာအဲ့ပွဲဒီမှာအဲ့ကျွန်တော်ဖမ်းပေးလိုက်တာအဲ့တော့8300ခုလုံးဒဲထွက်တယ်ထွက်ပြီးသူကဟိုဘက်တနေ့2နှစ်ကျော်ဘာလိုက်ထွက်တော့ဆို9ပရိပဲလိုက်ထွက်တယ်843ပတ်လေ843ပတ်လေ9ပရိထွက်တော့ဘယ်နေရာမှာထွက်တော့ဒီသုံးလုံးပေါင်းချင်းအခွေ9ရဲ့ဘေးမှာပဲထွက်တယ်ပထမတစ်ခါမှာအခုံး9တဲ့ဒုတိယတစ်ခါမှာအခုံး8လို့ခံပြီးတော့မှသူ့ဘေးမှာပထမတစ်ခါမှာဇောင်း3တဲ့ဒီတစ်ခါမှာဇောင်း4လို့ထိုးထားတယ်သူ့အောက်မှာလိုက်ထွက်တယ်ထွက်ပြီးဆိုလို့ရှိရင်အဲ့ဒီအောက်မှာဖြတ်ပြီးထပ်ပြီးဖြစ်တာတည်းဘာလေးတော့ဆိုတော့တစ်ပရိရဲ့ဇောင်းမှာ V ရှိန်9အခုံး9ဆိုတာရိုက်ဟုတ်ပြီနော်အဲ့ဒီ V ရှိန်9ကလည်း843နဲ့ပဲငားတာဒီ V ရှိန်9ကလည်း843နဲ့ပဲ V ရှိန်9လို့ထည့်တယ်ဒီမှာလည်း348လို့ပဲထည့်ထားတယ်ဒီမှာကျတော့348လို့မထည့်တာဟုတ်ပြီနော်အဲ့တော့ V ရှိန်9ကတော့843နဲ့ပဲ9လို့ဖြစ်တာလေပြီးတော့အခုံး9လို့ပြန်ရိုက်တယ်ဟုတ်ပြီတတိယကတ်ကိုတွားမယ်တတိယကတ်မှာလည်းနှစ်ဦးမှာ9လို့ပိတ်9ပရိလို့ထွက်အဲ့ဒီနှစ်ထဲမှာ8300ခွန်းဆိုတဲ့9ပရိလိုက်ထွက်ပါတယ်တဲ့လိုက်ထွက်တော့ဘယ်မှာထွက်တော့သူ့ရဲ့တပွဲကျော်အပေါ်မှာ6လို့ပိတ်တယ်ကိုယ့်ရဲ့နှက်ခတ်ရှေ့ပေါင်းချင်း6နှစ်ပွဲကျော်မှာရှေ့ပေါင်းချင်း6လို့ကြလို့သူ့ဇောင်းမှာ8300ခွန်းလို့ဒဲထွက်တယ်အဲ့ဒီပွဲလေးမှာပဲကျွန်တော်က live မှာတင်ပေးလိုက်တယ်8300ခွန်းဒဲဖမ်းပေးလိုက်တယ်နော်အပွဲမှာစအောင်လိုက်တယ်ဟုတ်ပြီအဲ့ဒီလိုလေးဖြစ်ပြီးတော့သူ့ရဲ့တစ်နှစ်2နှစ်ကျော်843ဆိုတဲ့ပတ်လေဒီနေရာလေးကိုဖမ်းပါတယ်ဘာလို့ဒီနေရာကိုဖမ်းလဲသူ့ဘေးမှာဒီသုံးလုံးအခွေ9ဆိုတာခံထားပြီပထမတစ်ခါမှာ9ဒုတိယတစ်ခါမှာ8ဒီတစ်ခါမှာခွန်းနဲ့68ခွန်းဆိုတဲ့အခုံးလေးကလည်းအပေါ်မှာလိုက်ခုံးလာပြီသူ့ရဲ့ဇောင်းမှာလည်းပထမတစ်ခါမှာဇောင်း3ဒုတိယတစ်ခါမှာဇောင်း4ဒီတစ်ခါမှာဇောင်း9လည်းထိုးသွားသည့်အတွက်ကြောင့်ဒီနေရာမှာ843ပတ်လေကိုကျွန်တော်ကရွေးချယ်ခြင်းဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာ3 4 8လို့ရေးပေးလိုက်နော်3 4 8လို့ရေးပေးလိုက်အကောင်းဆုံးကတော့ကျွန်တော်တကယ်ချင်းနေအာကိုတော့နော်ရန်ထားဖို့မမေ့နဲ့နော်ကျွန်တော်တကယ်ချင်းနော်ကျွန်တော်တခြား9ပရိနဲ့ပတ်သက်တဲ့ဟာတွေအားလုံးတော့ကျွန်တော်အဖွဲ့သားတွေ YouTube channel မှာကျွန်တော်အားလုံးရှားပြမယ်9ပရိနဲ့ပတ်သက်တဲ့ကောက်ကြောင်းကိုအဖွဲ့သားအားလုံးလိုက်ကြည့်စေချင်တယ်ဘာလို့လို့ဆိုတော့ဒီကောင်9ပရိထုတ်ရိုက်မှဖြစ်သေးတယ်တော့9ပရိနဲ့အချက်လက်ပေါင်းကလနာအရွက်ပေါင်း40ရှိတယ်အဲ့ဒါကျွန်တော် YouTube channel မှာရှားပြပေးမယ်နော်ကလနာအရွက်ပေါင်း40ရှိတယ်9ပရိနဲ့ပတ်သက်ပြီးတော့အဲ့တော့ဒီလိုမျိုးလေး9ပရိလို့ကြာပြီးရင်ဒီနေရာမှာကျွန်တော်ကထပ်ပြီးတော့ဘာလို့ဖမ်းလာတာတော့ဆိုလို့ရှိရင်ဒီသုံးလုံးပေါင်းကြီးဟာအခွေခွန်ဟိုချစ်မှာ96ခွန်ဆိုတာသူကလိုက်ခဲ့တာဒီနေရာမှာဒီသုံးလုံးပေါင်းကြီး9ဒီသုံးလုံးပေါင်းကြီးက6အောက်မှာ1ပရိဒီသုံးလုံးပေါင်းကြီးကခွန်အောက်မှာ1ပရိအဲ့ဒီလိုလာခဲ့တာအဲ့လိုလာခဲ့တဲ့ဘေးပွဲလေးမှာကျွန်တော်ကစဉ်းစားတာဟုတ်ပြီနော်စဉ်းစားတဲ့ခါကျတော့အဲ့ဒီ96ခွန်လို့လည်းဖြစ်ခဲ့ပြီး96ခွန်လို့ဖြစ်ခဲ့ပြီးတွေ့အောင်
ဒီအောက်မှာလာရင်ဒီနေရာလေးမှာများလာမလားလို့ဘာလို့ဒီနေရာယူတာလုံးတော့ပြောပြဒီနေရာယူရတဲ့အကြောင်းကသူကနေစောင်းဆင်းလိုက်တစ်ချိန်နှစ်ချိန်သုံးချိန်အဲ့ဒီကိုဆင်းလာဩ9မိနစ်တော့ကြော်သွားပြီကဲကျွန်တော်ခဏရက်လိုက်မယ်နော်